ချစ်တော်မိတ်ဆွေတင်ဟာလေးလိုက်ထားလိုက်နဲ့ဘဝမှာရုန်းကန်နေရတယ်လားတစုံတစ်ခုရဲ့ဆွဲလန်းမှုအောက်မှာမယုံထက်နိုင်ပဲနဲ့ကြာရှုံးနေလားဘုရားရှိပါလားကျမ်းစာတစ်ချက်မှာပြောလဲဆိုတော့ငါတို့မတတ်နိုင်တော့အရာမှာဝိညာဉ်တော်ဒီမဆတော်မူ၏လို့ပြောပါတယ်တင်းရဲ့ခွန်အားနဲ့မတတ်နိုင်တဲ့အရာတင်းရဲ့အစွမ်းစားနဲ့မတတ်နိုင်တဲ့အရာတင်းကိုယ်တိုင်မယုံထက်နိုင်တဲ့အရာအားလုံးတန်ရှင်တော်ဝိညာဉ်တော်ကလက်တဲ့အနာဝိညာဉ်တော်ကမဆမှာလွတ်မြောက်ခြင်းပေးမှာဖြစ်တယ်တင်းလေကူစွာပေါ်ပါစွာပြီးအဲ့ဒီအချိန်တွေကနေယုံထက်နိုင်မှာဖြစ်ပါတယ်ဖယားအလွန်တကူကြီးတဲ့ဖယားဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်အလွန်တကူကြီးတဲ့ဘုရားခင်ဖြစ်ပါတယ်ဘုရားရှိခိုးကောင်းကြီးပေးပါစေ